စိုက်နံပါတ်38 40 နှစ်ဆိုင်ရိုးပေါ့နော်ဒါလေး packaging ကစားတော့ဒါမျိုးလေးတော့တယ် original packaging အိတ်ရင်တော့တယ်ဒီမှာ6 pieces ပါမယ်ပေါ့နော်နှစ်ဆိုင်ပါမယ်38 40နှစ်ထည့်တွဲပါအိန္ဒိယကိုစစ်ဗုဒ္ဓစိတ်တွေအပြည့်ဆုံးပါမယ်နော်လုံးဝမြင်းကောင်းပေါ် sea horse တစ်စိတ်နဲ့ထွက်တော့အိန္ဒိယကိုမှဒါလေးကတော့ပြောရင်တော့မြန်မာပြည်မှာဆိုလူတိုင်းဝတ်တယ်ပေါ့နော်ယောက်ျားတိုင်းမိန်းမတိုင်းယောက်ျားလေးတိုင်းအားလုံးဝတ်တယ်100 ရာခိုင်နှုန်းခြေသားအစ်စ်ဖြစ်ပါတယ်မြင်းကောင်းအသားနဲ့ထပ်တူကြတယ်သူအမေမဲ့သူကကြတော့ဈေးနှုန်းတက်တာပါရှိနော်ဒါလေးကဒရာစင်လုံးမှာတောင်းကနက်ပဲရှိတယ်38 40ပါမယ်အရင်မိုက်တော့ဒါလေးကလုံးဝ sea horse နဲ့ထွက်တော့ခြေသားကိုစစ်နေရောဗျာတကယ်ပုံမှန်နေမမဆိုရင်ဒါလေးကနိုကလာအင်ဂျီခေါ်တာပေါ့နော်နိုကလာအင်ဂျီကိုမှတကယ်ခြေသားစစ်စစ်နဲ့အိန္ဒိယအစ်စ်ကိုဝတ်ကမှာပါမြင်းကောင်းလိုမျိုးအသားမျိုးအတိုင်းကိုပဲဒစိတ်ကွဲနဲ့ထွက်တာပါတပါကင်ကို6ထည်တာမျိုးပါမယ် original ဒီလိုပါကင်နဲ့သူ့ဒစိတ်နဲ့သူပါတယ်ခြေသားလုံးဝစစ်တယ်အသားပြော့ဖတ်ပြီးဣနေရောပဲတကယ်ကိုခြေသားအစ်စ်ဖြစ်ပါတယ်စိုက်တော့နှစ်စိုက်ပါမယ်လုံးဝ premium quality ဖြစ်ပါတယ်6ထည်တော့အနည်းဆုံးယူပေးရမှာ38နဲ့40ကလက်တစ်လုံးတော့မကွာဘူးတစ်စိမ့်လောက်ပဲကွာတော့ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့နှစ်ဆိုင်ရောပြီးတော့ original ကုမ္ပဏီချတဲ့ကနှစ်ဆိုင်ရောပါပြီးသားပါဒီမှာလုံးဝတော့ quality လုံးဝရှိချုပ်ချုပ်သားမျိုးအသားတွေကိုကြည့်လုံးဝကတ်နေတာနော်ဟိုချုပ်ထားတဲ့ချုပ်ချောင်းကအစလုံးဝပြားပြတ်ပြီးတကယ်ကိုတတ်တတ်ရလုပ်ပေးထားတယ်ဒီလေကောင်းတယ်နော်တတ်တတ်ရလုပ်ပေးထားတယ်မြင်းကောင်းဆွတ်ချေဖြစ်ပါတယ်6ထည်ယူရမှာပါနှစ်ဆိုင်ပါပါမယ်ရှင်ကြိုက်ခဲ့ရင်မြင်ဟဲ့လို့ပါဘောကရှိမှဒီရေအတွက်ကအနည်းဆုံးပြီးနေနှလုံးလောက်ပဲကျန်တော့တာမဟုတ်မြင်တွတ်ကလေးတော့မှာပေးပါခြေသားဖြစ်တဲ့အတွက်မိုးရမဲဝဲကြိုက်တဲ့ချိန်ဝင်အဆင်ပြေတော့ပါရှင်ကြိုက်ခဲ့ရင်ဟယ်လိုပါရှင်မြင်းကောင်းဆွတ်ချေဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်